တို့ဒီဖိုင်လေးတွေကလေးပြီးတော့တိတ်ချစ်စရာကောင်းတဲ့ကျွန်တော်တို့သားဖာနှစ်ယောက်တယောက်တမနေ့တိုင်းကြောဖြစ်တာလေဒီကတော့မိဘမြတ်တာကိုခြေတယ်ပြောတယ်ကျွန်တော်ဖေကိုမနေ့လုံမသွားခင်ပေါ့နော်မနေ့တိုင်း line မတက်တာရေလုံးကျွန်တော်အဖေရေလုံးကျွန်တော်စာရေးတယ်မင်္ဂလာပါဖေရမ်းချစ်တယ်ဒီကျမ်းမာရေးစာရေးပြီးရင်ကျွန်တော်ဖျားပုံလေးတော့နော်ဖေမနေ့တိုင်းပို့တယ်ကျွန်တော်ကအဖေသားကိုဘယ်လောက်ချစ်လဲလို့ကျွန်တော်မေးတယ်မနေ့တိုင်းလို့မေးတော့အဖေကလည်းပြောတယ်ဒီသားမင်းကရိုးရိုးလေးမေးတော့လေအဖေကရိုးလေးဖြေတာပေါ့ကွာအဖေကသားတစ်ယောက်တည်းနေမဟုတ်ပါဘူးမင်းတို့သားသမီးဒီအားလုံးမင်းတို့မောင်နှမတွေအားလုံးအဖေတန်းလို့ချစ်တာဘသူကိုမှမပို့ဘူးမေတ္တာတရားတူတူပဲသားကျင့်တတ်တယ်ဝမ်းသာတယ်ပီတိလည်းဖြစ်တယ်အမှထူးခြားစွာအဖေပြောတဲ့နောက်ထပ်တန်ဖိုင်လေးတစ်ဖိုင်ပေါ့သားရဲ့တဲ့အဖေကတော့အခုကတော့တက်ကြီးနေတယ်မင်းတို့မောင်နှမတွေနေစဉ်တော့အဖေချစ်တာမင်းတို့ကဖေတို့မေတို့မေးတယ်မင်းတို့ပฏิပက္ခရွေးလေးပေါ်မှာတယ်မင်းတို့မောင်နှမတွေမေတို့ဘယ်လောက်ချစ်လဲဖေတို့ကမေတို့ဖြေခဲ့ဘူးလေပင်လေကြီးလောက်ချစ်တဲ့သားသမုတ်တရားကြီးလောက်ရှိချစ်တဲ့သမီးတို့သားလို့ပင်လေသမုတ်တရားကောင်းနေဘိုးသားကြီးလောက်ချစ်တဲ့ပုံစံမျိုးမျိုးနဲ့ချစ်တဲ့အကြောင်းပေးတဲ့မိကကျွန်တော်တို့ငယ်တယ်ခဏပြောမှုလေကျွန်တော်တို့ကမမေ့တာပဲရှိတယ်ဒါပေမဲ့အဲ့မှာကျွန်တော်နောက်တော့တစ်ခုရလိုက်တယ်ဒါကိုဝန်ခံနေတာပါအဲ့ဒါဘာလဲဆိုကျွန်တော်ကမနေ့တိုင်းကျွန်တော်ဖေဒီဘလောက်ချစ်လဲလို့ကျွန်တော်ကမေးနေတာအဖေကိုကျွန်တော်ဘလောက်ချစ်ပါလဲအဖေကိုသားဘလောက်ချစ်ပါလဲကျွန်တော်တခါမှပြောပြခဲ့ကျွန်တော်ရဲ့နောက်ဝန်ခံပါလေအဖေကိုကျွန်တော်ကဖေဘလောက်ချစ်လဲလို့ချိန်ခါမနေ့တိုင်းမေးနေတာအဖေကိုသားဘလောက်ချစ်ပါလဲမိုးသားကြီးလောက်ချစ်ပါလေအဖေကိုပင်လယ်ကြီးလောက်ချစ်ပါလေသမုတ်တရားကြီးလောက်ချစ်ပါလေကဘာကြီးလောက်ချစ်ပါလေတခါမှမပြောခဲ့ဘူးကျွန်တော်ကပဲကျွန်တော်ဖေကိုမေးတယ်ဖေဘလောက်ချစ်လဲအဲ့မှကျွန်တော်သိလိုက်တယ်ကျွန်တော်နောက်လာရကဘာကြီးပေါ်မှာရှိတယ်မိခင်အားဖေမေအားလို့ကျမ်းမာချမ်းတော်တိုက်ရကြရှိကြလိုဝါဆန္ဒကိုပြီးသွားကြမတောင်းမတမကြောက်မကြရာလုံးပြီးစနေဖေတို့တာဒီဖိုင်ရရမ်းချစ်တယ်ဖေသားလို့ငယ်တုန်းကပြောခဲ့တယ်ဖေကိုလည်းတာဒီဖိုင်ရဖေကိုတာလက်ရှိဖျားတူစီကိုပဲကဘာကြီးလောက်လည်းချစ်ဖေပြောတယ်ပင်လေကြီးလောက်လည်းချစ်သမုတ်တရားကြီးလောက်လည်းချစ်မိုးသားကြီးလောက်လည်းတာဖေချစ်ရမ်းချစ်တယ်မေမရှိတော့ဖေကိုနှစ်စားပူချစ်ယုံလားတော့မသိ